လာပါမိတ်ဆွေတို့ဒီနေ့ပြပေးမယ့်အခန်းလေးကတော့ယူဇနာဥယျာဉ်မျိုးတော့တကုတ်စိတ်ကမ်းမှာရှိတယ်9လမ်း A ဆိုတဲ့လူစီကားလုံးနေရာလေးကအခန်းလေးပဲဖြစ်ပါတယ်ဒီခန်းလေးကတော့ဓာတ်ပုံကတော့သိမရှိတဲ့အတွက်လူကြီးမင်းတို့မိတ်ဆွေတို့အနေနဲ့ဆက်လောက်အပြင်မှာလာကြည့်ပေးမှအဆင်ပြေမယ်ဗျအခန်းလေးကတော့တော်တော်ကောင်းတယ်ခေါ်ထားတဲ့ဈေးနှုန်းလေးနဲ့လည်းအဆင်ပြေတယ်ပေါ့နော်ပြောရင်ဒီလိုလူစီကားတဲ့လမ်းမှာဒီလိုအခန်းမျိုးလေးရဖို့ကတော့နည်းနည်းလေးတော့ခုခေတ်စီရရှားတယ်လို့တော့ပြောလို့ရတယ်အခန်းလေးထဲမှာပါကေးတွေခင်းပေးထားမယ်စလိုက်ဒေါ်တွေပေါက်တမ်းမန်းတွေအကုန်ပါတယ်ဈေးကတော့အကောင့်တိုင်းအစ်စ်ကြီးတိုင်းပဲကြံခဲ့တယ်ပါကေးကိုဒီအဲခဲကိုခင်းပေးထားပြီးတော့ဒီမိဖို့ကြောင့်တော့ကျွန်တော်တို့ကြွေပြားနဲ့ဆက်သွားမှာပေါ့နော်ပေါ်မျက်နှာချက်တွေအကုန်ကောင်းတယ်တကားတွေအကုန်ကောင်းမယ်ဘုရားကမ်းမှာလည်းပါကီပဲခင်းတာတယ်ဘုရားကမ်းအောင်လည်းဒါလေးရတော်တော်ဆင်ပြေတယ်ရေချိုးကမ်းအနေနဲ့ကြတော့ရေချိုးကမ်းအုတ်ကန်နဲ့ဖွဲ့စည်းထားပြီးတော့အပေါ်ရေတိုင်ကြီးတင်ပေးထားတယ်အိမ်သားကတော့ရိုးရိုးအိမ်သားပဲဖြစ်တယ်ဒီခန်းလေးကပြောရရင်အပြင်မှာလာကြည့်မှအဆင်ပြေမဲ့ခန်းမျိုးလေးဖြစ်တယ်ဒီကောင်လေးကိုတော့လက်ရှိဈေး460ညှိနှိုင်းဈေးလေးနဲ့ခေါ်ထားတယ်ရရဈေးနဲ့နေချင်းပုံစင်းတို့တွေတက်တဲ့ချိန်မှာဒီလို400ကျော်နဲ့ဒီလိုခန်းမျိုးလေးကိုပိုင်ဆိုင်ခြင်းတော့ရဲ3940 8999 Fiber အတော့မဟုတ်သူကိုယ်တိုင်လာရောက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးပဲကောင်းသောနေလေးပိုင်ဆိုင်ပါစေကျွန်တော်ဟိန်းတဲ့အကျိုးဆောင်ပါဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ